မင်္ဂလာမနက်ခင်းလေးပါအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့နှူးထနိုင်ကြပါစေနှူးထလာကြတဲ့သူတွေအားလုံးဒီလည်းပဲမြင်သမျှတွေ့သမျှကြံစီသမျှပြောဆိုသမျှအရာရာအောင်မြင်ပြည့်စုံနိုင်ကြပါစေနောက်မှာပါတွေ့လဲဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကင်းပါစေဘုရားဆွမ်းတော်လည်းကပ်ပြီးပြီဖျားပန်းစီမကြီးချမ်းလေးကပ်ပြီးပြီကိုယ်နေလည်းဖျားဝတ်တက်ပြီးပြီဆိုတော့အမိုက်လဲဖို့ခုနအမိုက်လဲလှဲပေးထားပြီးပြီအမိုက်ကျုံးမှုပဲကြံတော့တယ်လောလောဆယ်ကတော့ကိုသားခစ်ကတော့အေးပတ်သွားပြီးဖျားနေပါတယ်လို့ဟိုမှာမဟုတ်ရင်ဟိုဖြစ်တယ်ဟိုမှာချစ်နေလို့မချစ်တဲ့သူကဖျားတဲ့အချိန်ဆိုအားကြီးချစ်တာလက်ပေါ်ချလို့မရဘူးမနီးကမနေ့ကပြောရင်တော့အဖူးတော်ဝတ်စုံနဲ့အိတ်တာဒီရက်ထက်အေးတော့မေ့ပြီးတော့အင်ဂျီကိုဝတ်ပြီးမထားမိဘူးဟောခလေးဝတ်တုံးလေးပါပဲပြောကုသိုလ်ရအောင်ဆိုပြီးတော့ကုသားကဖျားနေနည်းစောစီဒါဦးစင်းတို့ကန်ကောင်းထောင်းမစွာနဲ့ဒီမနက်ကိုဒါရောက်ပြီးဦးစင်းနဲ့ဒါမနက်ကအစောဖျားဝတ်ဦးစင်း3ခွင်းဆိုဒါဖျားဝတ်တက်ပြီးတော့မှကိုင်းနေနှိုးသူတို့မျက်နှာတက်ပါညာလုံးနေကွာတပြက်စီလဲသူတို့ဖျားလဲဝတ်တက်ပြီးတော့ကွာသူတို့အမိုက်ကျုံခိုင်းထားကြတော့နော်ထားကြတော့ဒီထဲမှာရှိတဲ့လူတွေကတော့နိုးနေကြပါပြီနော်ထားကြတော့အေးရထားကြတော့နည်းစောဖះလေးဝေပြူအများကြီးမလုံနိုင်တော့မှဖះတောက်တော်ကြီးဒီမြန်ဆန်လဲကိုတက်ကုသိုလ်ပဲမိုးလင်းလာတာနဲ့အေးချမ်းနေနော်အဲ့ဒါကြောင့်မှထားအေးရတွေကနေကုံထားလိုက်တော့ထားပြီးသွားရင်ဖះရှိကိုဆိုင်ရဘာသာတရားရဲ့အရှိအဆုံးမကိုဖះရှိသွားပါပြီးသားလို့ရှင်ဝစ်ချဝစ်ပြူအဲ့လိုလဲဆိုတော့ဒီတမနက်လုံးကိုစားပြီးတော့ခီးနေရမှာလေတန်တရာခီးဟုတ်တယ်မလားတဏိတာခီးကိုသွားမှာဖြစ်တဲ့အတွက်ကောင်းမွန်တဲ့အကြအမြင်ကောင်းမွန်တဲ့အထွေအထိအတွေ့ကောင်းမွန်တဲ့မင်္ဂလာသတင်းဒါမျိုးတွေကြားပြီးတော့ကောင်းမွန်တဲ့အရာတွေပဲရကျင်တယ်ဆိုရင်ဖះဝတ်တက်ပါဦးဇင်းမှာမိုက်ကလှည့်ပေးပြီးသားပြီအမိုက်ကျုံးမယ်လို့အဖူးသူတော်ကတော့နော်ဒီကန်ကြာကန်ရေးလဲနေတာကြာကန်လေးရေးလဲတယ်ကြာရီကပြန်တက်လာပြီးဆောင်းလင်းကုန်ပြီဆိုတော့လေနေရောက်ပြီဆိုတော့အစ်စ်ပြန်တက်တာအဖူးလိုက်တော့မှာမိုးလင်းလာတာနဲ့ဒါဝေယဝိရှတကြောင်လုံးမိရပြတ်တယ်ကဲအားလုံးစိတ်ချမ်းသာကိုကျန်းမာစွာရှိပါစေဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကင်းကြပါစေနော်သွားလေးရလာလေးရခလုံးမတီစုမနီပဲနဲ့ကြံစီသမျှအရာရာအောင်မြင်ပြည့်စုံပါစေကိုထွန်းစောဒီထဲကိုရေပြန်ထည့်ထားလိုက်တော့ကြာကန်နဲ့ရေပြန်ဟေးဟိုသုံးမဘာလုပ်နေလဲအမိုက်တောင်မကြုံမဲနဲ့ချခံရတော့မှာနော်အမိုက်လဲပေးထားလဲမကြုံပြောင်းနေအောင်ကြုံလဲဆိုတော့လည်းမလဲဘူးကြုံဆိုတော့လည်းမကြုံလဲပေးထားတော့လည်းမကြုံဘယ်လိုစိတ်ချမ်းသာကိုကြမ်းမှရှိပါစေနော်အားလုံးတာယာအေးချမ်းပါစေဗျာ